Hello ခြံကိုလည်းပေ80ပတ်လည်းအနည်းဆုံးလိုချင်တယ်ပြီးတော့အိမ်ရဲ့မျက်နှာစာလှည့်ထားရလဲအရှိတ်ဘက်လှည့်ကိုမှတိတန့်ကြိုက်တဲ့ customer တွေအတွက်ဒီနေ့ပွဲကောက်ရွာမှာရှိတဲ့ဟော်ရီယာခြံလေးဟော်ရီယာအိမ်လေးနဲ့မိတ်ဆက်ပေးပါရစေရှင်ဒါလေးကတော့အိမ်ရဲ့အေခန်းနဲ့ဖျားခန်းပေါ့နော်ဒါလေးကတော့အိမ်ရဲ့ master တခန်းပေါ့နော်ဒါအခန်းလေးရဲ့ဖွဲ့စည်းပုံလေးပေါ့ဒါလေးရိုက်ပြရမယ်ဒါကတော့နောက်တစ်ခန်းမှာ master အခန်းပေါ့နော်ဒါကတော့ single bedroom ပေါ့နော်တခန်းမှာဒါကတော့ဘုံသုံးရေချိုးခန်းအိမ်သာတစ်ခုပို့ထပ်ပါပါတယ်ဒါဒီဘက်ကတော့ kitchen ပေါ့နော်ဒါဒီမှာရက်နေရတော့ခက်လှခက်ချွတ်ချော့ကောင်းပါလိပေါ့နော်ခြံထဲကိုပတ်ပြမယ်ကဲအိမ်ကြီးကလည်း master နှစ်ခန်းရိုးရိုးတစ်ခန်းကိုလည်းပြပြီးပြီခြံရဲ့အကျယ်ကလည်းပေ80ပတ်လေဆိုတာလည်းပြောပြီးပြီဆိုတော့ဒီလုံးလေးနဲ့မိတ်ဆက်ပေးမယ်မြေမျိုးစားနဲ့မိတ်ဆက်ပေးမယ်နေရာလေးနဲ့မိတ်ဆက်ပေးမယ်ရှင့်ဒီလုံးလေးကတော့3600ပါအခုလက်ရှိလေးတော့ဈေးမပြောင်းသေးဘူးပေါ့နော်ရပ်ပိုင်းနေငယ်မှာတော့ဈေးပြောင်းမှုရှိပါတယ်ရှင်ဈေးနှုန်းလေးက3600ရွာမြေအမျိုးအစားပါပွဲကောက်ရွာမှာတည်ရှိပါတယ်ရှင်စိတ်ဝင်စားလို့ဆက်သွယ်ရှင်နေဆိုလို့ရှိရင်အောင်စီကြီးအိမ်ချမ်းမြေရုံးဖုန်းဖြစ်တဲ့39 916596နဲ့39 96 3935 644တို့ကိုဆက်သွယ်ပြီးတော့တိလို့သမျှမင်းမြန်ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်ရှင့်ကျေးဇူးအများကြီးတင်ပါတယ်